Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တငယ်ချင်းတွေကိုအချိန်ပေးဖြစ်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ကျမရဲ့အချစ်ဆုံးလေးက vlog မရိုက်ဘူးလားမေးပြီးတကယ်လေးရိုက်တော့သူမလှလို့ဆိုပြီးကင်မရာကြီးကိုပိတ်ပစ်ပါတယ်သူကြိုက်တဲ့ blueberry tiramisu ကအရန်ကောင်းပါတယ်ဆိုပြီးလက်မတစ်ချက်ထောင်ပြပြီးတော့ထပ်စားပြပါတယ်ဒါကတော့အများနဲ့နောက်ကျတဲ့တို့ရဲ့မင်းသမီးကိုဆောင်ရင်းနဲ့ Grand Memory မှာတစ်ကတ်တော်ဝယ်နေရပါဒီလကတင်းတင်းရဲ့ဖတီးမှန်ဖြစ်လို့ 10% discount လေးရခဲ့ပါရှင်နောက်ဆုံးတော့ကျမတို့ရဲ့ model မင်းသမီးရောက်လာပါပြီကျူရုပ်တယ်ရုပ်တယ်လားမြတ်ဓာတ်ပုံရရင်ခေါင်းမိုင်စုပ်ဖို့ဘီကုတ်တွေပါရှာနေရင်းနဲ့လေပေးပေးခဲ့ကြပါတယ်သူများကြီးရွေးပြီးွားတဲ့အချိန်မှလည်းတယောက်သောသူကရွေးလို့မပြီးသေးပါဘူးနောက်ဆုံးကြဝေခွဲမြမြေပဲမှဖြစ်ပြီးအကုန်လုံးကိုကောက်ယူနေကြပါတယ်ဓာတ်ပုံကလာရွေးတာနဲ့စတစ်ကာရွေးတာအကုန်လုံးတည်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ထည့်မပြောတော့ပါဘူးရှင်ဒီနှစ်ယောက်ကတော့3နှစ်လုံးကျမနဲ့အတူတူပောက်ကရလောက်လာတဲ့ကျမအချစ်ဆုံးတငယ်ချင်းကြီးဖြစ်ပါတယ်။အဖွဲ့ထဲမှာ9ယောက်ရှိပေမဲ့ကျန်တဲ့2ယောက်ကတော့မအားလို့မလိုက်ဖြစ်ခဲ့ပါဘူး။မင်းသမီးဒီကိုတစ်ချက်ကြည့်ပါမင်းသမီး။မအီကတော့အလုံးရှိလို့စောပြန်သွားပေမဲ့ဆ iam မကြီးကဂိမ်းချီဟင်းစားခြင်းနေဆိုလို့သွားစားခဲ့ကြပါတယ်။ဟုတ်လားချိုးဘူးလားချင်းနေချိုးလားကောင်းတော့ကောင်းပါဗီဒီယိုလေးရဲ့အဆုံးသက်ကိုတော့နောက်ကကြောက်ရွံ့ကြီးနဲ့တူတူဆုံးသက်ထားပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်